ကျွန်တော်ဒီနေ့ကျမ်းစာတစ်ပိုက်အရင်အတူတကွဖတ်ရအောင်ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး9ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး9အငယ်9ကနေပြီးတော့10အထိထိုအခါဒါဝိအာမင်နောက်တစ်ခေါက်ကျမ်းစာတစ်ပိုက်ထပ်ကြည့်အောင်လုကာခန်းကြီး39အငယ်10အာမင်နောက်ကျမ်းစာတစ်ပိုက်နောက်ဆုံးပိုက်နေနဲ့တိတိမောသေအခန်းကြီး1အငယ်35အာမင်ဖတ်တော်တဲ့နှုတ်ကပတ်တော်များဖြင့်ရောက်စီတိုင်းဖျားကောင်းကြီးပေးပါစေတန်ရှင်တော်ဝိညာဉ်တော်ဖျားကျွန်တော်တို့ကိုတနာပြီးတော့ဒီကျမ်းပိုက်တရားဖြင့်စကားပြောပါစေလို့အာမင်ဒီကနေ့ယေရှုခရစ်တော်ဘာဖြစ်လို့ဒီလောကကိုကြွလာတယ်လဲဆိုတော့အပြစ်ထဲမှာပျောက်ပြီးတော့ထာဝရကျင့်ချင်းခံရမယ်ကျွန်တော်တို့ကိုကဲတင်ဖို့လာတာဖြစ်ပါတယ်ရွေးနှုတ်ဖို့လာတာဖြစ်တယ်ကျွန်တော်တို့တယောက်စီတိုင်းမချစ်ထိုက်မချစ်အပ်တော့လဲချစ်ပြီးတော့သူရဲ့အကပယ်မေတ္တာနဲ့ကျွန်တော်တို့အတွက်ကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးတော့ဒီလောကကိုလာပြီးတော့ဆင်းရဲဒုက္ခမျိုးစုံရဲ့နောက်ဆုံးအပြင်းထန်ဆုံးသောကျွန်တော်ခံရမယ့်အပြစ်ဒဏ်ကိုလက်ဝါးကားတိုင်းမှာခံပြီးတော့ကယ်တင်သွားတဲ့ယေရှုခရစ်တော်ဘုရားဖြစ်ပါတယ်အာမင်အဲ့ဒီယေရှုကကျွန်တော်တို့တယောက်စီတိုင်းကိုချစ်တယ်အဲ့နဲ့ဒီကျမ်းပိုက်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး9အခုနဖတ်တဲ့မေရှိဘောရှေရဲ့အကြောင်းကိုဖတ်တဲ့အခါမှာပို့ပြီးတော့တောင်းကျွန်တော်တို့နားလဲရတယ်ဘုရင်ကြီးရှောလူကဒါဝိဒ်ကလေးကိုမနာလိုကြီးစွာဖြင့်အမြဲတမ်းရံဘက်ပြုခဲ့တယ်သူ့အသက်ကိုတတ်ဖို့သူ့စစ်သားတွေနဲ့ချောင်းမြောင်းလိုက်လံပြီးတော့ဒါဝိဒ်ကမြတ်မြေကြီးမြက်ခွက်နဲ့ကြောက်အားလန့်အားနဲ့တောကျူတောင်ကြားထဲမှာခိုလုံရတယ်ပြေးရတယ်ကြောက်ကူတွင်းထဲမှာပုန်းနေရတယ်တော်လေးအားငယ်ခဲ့ရတယ်တခါစဉ်အဖမ်းခံရလူဆဲမှာဘာလို့ရမှန်းတော့မသိဘူးသူကနဲ့သူအယူဟန်ဆောင်ပြီးတော့အဲ့လိုနေရတယ်အဲ့ဘုရားရဲ့ကွယ်ကာခြင်းနဲ့လွတ်မြောက်လာပြီးတော့နောက်ဆုံးရှောလုဘုရင်ကြီးနဲ့ဒါဝိဒ်ရဲ့တငယ်ချင်းဖြစ်တဲ့ရှောလုရဲ့သားယောနသန်ကြာဆုံးသွားတဲ့အခါမှာလူတွေကဒါဝိဒ်ကိုဘုရင်ဖြစ်နန်းတင်ကြတယ်ဒါဝိဒ်ကြီးဘုရင်မင်းမြတ်ကြီးဖြစ်ပြီးတော့နန်းဆန်လာတဲ့အခါမှာတော်လေးဩဇာအာဏာကြီးလာတဲ့ဘုရင်တစ်ပါးဣတိလနိုင်ငံမှာဖြစ်လာတယ်သူရဲ့နိုင်ငံကလည်းတော်လေးကျယ်ဝန်းလာတယ်အဲ့ဒီအချိန်မှာဒါဝိဒ်ကရှောလုရှင်ဘုရင်ပေါ်မှာခါတီးတဲ့အတွေ့အကြုံအမျိုးမျိုးဖြတ်တန်းတာတော့လေရှောလုရဲ့သားသူ့ရဲ့တငယ်ချင်းယောနသန်နဲ့သူပြင်းရင်ပြုတ်ထားတာကိုသူတရိယာပြီးတော့ယောနသန်ကိုအရန်ချစ်တော်ကြောင့်သူကကောင်းစားလာတဲ့အခါမှာသူ့ရဲ့တငယ်ချင်းယောနသန်ကိုအောက်မေ့ပြီးတော့ယောနသန်အားဖြင့်ရှောလုရဲ့အမျိုးအနွယ်တွေက
တားစင်မိဆက်တယောက်ယောက်ကိုမြန်ငါကောင်းကျိုးပြုနိုင်မလားလို့သူကစဉ်းစားလာတဲ့အခါမှာလူတွေကိုမေးတယ်ရှောလုရဲ့အမျိုးတွေမကြံတော့ဘူးလားလို့မေးတဲ့အခါမှာအဲ့မှာရှောလုနဲ့ယောနသန်ကြဆုံးသွားတဲ့အခါမှာအဲ့ဒီတရင်ကိုကြားတော့ရှောလုရဲ့မိသားစုဝင်ဒီယောနသန်ရဲ့မိသားစုတွေအကုန်လုံးထွက်ပြေးရတယ်အသက်လွတ်အောင်ပြေးရတယ်အဲ့ဒီချိန်မှာခုနပြောတဲ့မေရှိဘောရှစ်ဆိုတာယောနသန်ရဲ့သားလေးကတော်ငယ်သေးတယ်အဲ့မှာသူ့ကိုထိန်းတဲ့အထိန်းတော်ကမြို့သမီးကသူ့ကိုမပြီးတော့ပြေးတာအသက်လွတ်တော့အတကုံပြီးတော့လမ်းမှာဒီကလေးလေးကိုလွတ်ကြမိလိုက်တော့နောက်ဆုံးဒီကလေးဟာချီမစွမ်းတန်တော့ချီစွန့်အားတယ်လုံးဝလမ်းမလျှောက်နိုင်တဲ့မตาမစွမ်းကလေးဖြစ်သွားခဲ့ရရှာတယ်အဲ့နဲ့အသက်တော့မတည်ဘူးဒါပေမဲ့လုံးဝလမ်းမလျှောက်နိုင်တဲ့ချီစွန့်အားကလေးမตาမသူဖြစ်လာအဲ့နဲ့လူတွေကရှောလုရဲ့အမျိုးဘဒူဂျာမန်တော့မကြည့်တော့ဘူးတဲ့ဒါပေမဲ့ယောနသန်ရဲ့သားလေးအဲ့ဒီမေရှိဘောရှက်လမ်းမလျှောက်နိုင်တဲ့ကလေးလေးတော့ရှိတယ်နော်လို့တရင်ပို့တဲ့အခါမှာဒါဝိဒ်ကခေါ်ခိုင်းလိုက်တယ်မုဟမ္မဒ်ဒီအရာရှိကြီးဒီတွားပြီးတော့မေရှိဘောရှက်ကိုလိုက်ရှာတယ်မေရှိဘောရှက်ကဘီယန်ကြီးဒါဝိဒ်ကရှာခိုင်းတယ်ဆိုတာကိုသိရတာသူအယမ်းကြောက်တယ်သူကဘယ်လိုများရန်ပြုတ်မှလဲသူအဖိုးကြောင့်သူကိုမြတ်ဒုက္ခပြအယမ်းကြောက်အားငယ်တဲ့အချိန်မှာသူတို့ကခေါ်သွားပြီးတော့ရှင်ဘုရင်ကြီးဒါဝိဒ်ရှေ့ရောက်တဲ့အခါမှာမေရှိဘောရှက်ကပြတ်ဝတ်ပြီးတော့နေတယ်ခေါင်းတောင်မမော့ရဲ့အဲ့မှာခုနဖတ်တဲ့အတိုင်းပဲဒါဝိဒ်ကမေရှိဘောရှက်လို့ခေါ်တဲ့အခါမှာကိုရောရဲ့ကျွန်တော်ရှိပါတယ်လို့ဖြေလိုက်တယ်မကြောက်နဲ့တဲ့မစိုးရိမ်နဲ့တင်းရဲ့အဖေယောနသန်ကြောင့်ငါယေရှုပြုမယ်အာမင်တင်းအဖိုးရှောလုမင်းပိုင်ခဲ့တဲ့မြေတွေတင်းကိုငါပြန်ပေးမယ်အခုအနေစပြီးတော့တင်းဟာငါရဲ့စပွဲမှာငါရဲ့နန်းတော်မှာဘုရင်ရဲ့စပွဲမှာငါနဲ့တူအမြဲတမ်းစားရမယ်ဆိုပြီးတော့အခွင့်ပေးတဲ့အခါမှာမေရှိဘောရှက်ခင်ဗျာမယုံနိုင်လောက်အောင်ကောင်းကြီးခံစားရတယ်လို့ခံစားရတယ်ဂျေဇုပြုခြင်းခံစားရတယ်လို့သူခံစားတဲ့အတွက်ကြောင့်အိုးအရှင်မင်းမြတ်ဘုရင်ကြီးခွေးတီကောင်းကဲ့သို့အကျွန်ုပ်ကိုရောကဂျေဇုပြုအောင်အောက်မေ့အောင်ကျွန်တော်နဲ့ကျွန်တော်မိသားစုဒီဘာမို့လို့လဲဆိုပြီးတော့ပြတ်ဝက်ပြီးတော့ပြန်ပြီးတော့ရှောက်လဲပါတယ်အဲ့မှာဒါဝိဒ်ကသူ့ရဲ့မိုးမတ်တွေကိုအမိန့်ပေးပြီးတော့ရှောလုရဲ့ပိုင်ခဲ့တဲ့မြေတော်မြေကြီးဒီမေရှိဘောရှက်ကိုပေးပါအဲ့ဒီကနေလေလောက်ကြပါရသမျှအားလုံးကောက်ပဲတီးနာနေဒီမေရှိဘောရှက်ကရပါစေတော့ဒါပေမဲ့မေရှိဘောရှက်အနေနဲ့ငါစပွဲမှာအမြဲတမ်းငါနဲ့တူထမင်းစားရမယ်လို့ဘုရင်ကြီးကအမိန့်ပေးလိုက်တာဖြစ်တယ်ဟာလေလုယာအာမင်အဲ့နဲ့ဒီနေ့ချစ်တော်ညီကောင်ကျွန်တော်တို့ဒီမထိုက်မတန်တော့လဲယန္တုသားသမီးတွေဖြစ်ခဲ့တော့လဲတနည်းအားဖြင့်ဖျားသခင်ကိုအန်တုယန်ဘက်ပြုတဲ့လူတွေကျွန်တော်ဒီပါနေ့တိုင်းဖျားမကြိုက်တာလုပ်တယ်ဘုရားသခင်ကိုစိတ်နာအောင်လုပ်တတ်တဲ့ကျွန်တော်တို့ရဲ့စိတ်နေသဘောထားအပြုအမူတွေအလုံးကျွန်တော်တို့သိပါဒါပေမဲ့ဒီနေ့ကြီးစုတော်ကဘယ်လောက်အနှောစရာကောင်းလဲဆိုတော့အဲ့ဒီလူဖြစ်တဲ့ကျွန်တော်တို့ကိုမှရွေးကောက်တော်ဘုရားခင်ဖြစ်တယ်အလုံးလက်ကုပ်တဲ့ဘုရားကိုချီးမွမ်းပါအောင်ဟာလေလုယာဒါကြောင့်ဒီနေ့ဒီမှာလာကြတဲ့ချစ်တော်ညီကိုမွန်မတွေနဲ့ online ကနေကြီးတဲ့ပရိသတ်တွေအလုံးကျွန်တော်အားပေးပါအားပေးပါရစေဘလောက်ပဲမိတ်ဆွေအားငယ်မှုဒီနဲ့ပြည့်ပါစေမိတ်ဆွေအနေနဲ့ဘယ်လောက်ပဲအပြစ်အနာစာတွေနဲ့ပြည့်ပါစေချစ်စရာမကောင်းတဲ့လူဖြစ်ပါစေယေရှုကမိတ်ဆွေကိုချစ်တာဖြစ်တယ်ယေရှုကမိတ်ဆွေကိုဘုရင်သားသမီးအရာခံစားစေချင်တာဖြစ်တယ်
ဘယင်နန်းတော်မှာဘယင်နဲ့စားစီခြင်းဘယင်သားတော်ကဲ့သို့မိတ်ဆွေကိုချီးမြှောက်ခြင်းသောရှင်ယေရှုသည်မိတ်ဆွေအတွက်ဒီလောကကိုလာခဲ့တာဖြစ်ပါတယ်အဲ့ဒါဒီကျွန်တော်ဘာဖြစ်လို့ဒီနေ့ဒါပြောရလဲဆိုတောက်ကြနေ့ညတော့တောက်ကြဟုတ်တယ်တောက်ကြနေ့တော့တော်တော်လေးမိတ်နိုင်ဘူးဟိုလက်ဒီလက်ပြောင်းစဉ်းစားမိတ်နိုင်တဲ့ကောင်အမဟုတ်သေးပါဘူးကျွန်တော်ဖခင်သားဖြစ်တယ်ယေရှုခရစ်တော်တွေ့တော့ပြန်ကျွန်တော်အပြစ်စေကြောခြင်းခံရပြီးတော့မူပွင့်လို့ဖြူစင်တဲ့ကျွန်တော်ဖြောင်းမှတ်တဲ့သူလို့ဘုရားခင်တတ်မှတ်တဲ့ကျွန်တော်ပရင်သားမင်းမျိုးမင်းနွယ်ဖြစ်တဲ့ကျွန်တော်ပိုင်ထိုက်တဲ့မြို့တန့်ရှင်မြို့မဟုတ်ပါလားဆိုပြီးတော့ဗာလေမိတ်နိုင်တဲ့လူလိမ့်လိမ့်ခံစားတဲ့ညာဆိုတော့ကြားရနေလို့ပြန်စဉ်းစားရင်စဉ်းစားရင်ဘယ်တော့အချိန်မှာအိပ်ပျော်သွားမှလည်းမသိဘူးအိပ်ပျော်သွားတယ်အဲ့မှာအိမ်မက်တစ်ခုကျွန်တော်မြင်မဲ့တယ်ဒီနေ့နည်းနည်းအဲ့ဒါလေးနည်းနည်းပဲပြောချင်လို့အဲ့ဒီအိမ်မက်ထဲမှာဘာတွေ့လဲဆိုတော့ကျွန်တော်တို့နေခဲ့တဲ့ကျွန်တော်ဇာတိမြို့ကလေးမြို့မှာလေရင်ကွင်းရှိအဲ့ဒီလေရင်ကွင်းမှာလေရင်မစင်းဖြစ်တာတော်ကြာပြီအစင်မပြေမှုအမျိုးမျိုးကြောင့်အဲ့ကျွန်တော်ရွာနဲ့လေရင်ကွင်းက15မိုင်လောက်ပဲဝေးတော့တနည်းတော့ကောင်းကင်ဝေးရန်မှာလေရင်တန်ကြီးကြတော့ဟာကလေးမြို့မှာလေရင်မစင်းတာကြာပြီဒီလေရင်ကဘယ်လိုလဲလို့ကျွန်တော်စဉ်းစားနေတော့ကျွန်တော်ရဲ့အိမ်ရှိရဲ့ကျွန်တော်တို့အိမ်ရဲ့မျက်နှာချင်းဆိုင်အိမ်ရှိမြေကွက်ထဲမှာအဲ့ဒီလေရင်ကြီးကဆင်းချလာတယ်လေရင်ကြီးရဟရင်လိုပဲဒီလိုပဲပြေးစရာမလိုပဲလို့ဆင်းလို့ရတယ်ဟာချန်ပန်းကျွန်တော်အိမ်ရှိခြံထဲမှာဒီလေရင်ကြီးဆင်းလာတယ်နော်ဆိုတော့ကျွန်တော်အားပြီးတက်ပြီးကြည့်တဲ့အခါမှာအဲ့ဒီလေရင်တဲကနေလေရင်မိုးကြီးနဲ့တူပါတယ်သူရဲ့ uniform အပြည့်စုံနဲ့ဆင်းလာပြီးတော့ကျွန်တော်တော်အရာရှိကြီးပဲချမ်းပန်းငါတို့ရွာရဲ့ဒီအိမ်ရှိမြေကွက်မှာဆင်းလာတယ်ကွယ်ဘာဖြစ်လို့လဲဆိုတော့စဉ်းစားနေတော့အဲ့ဒီလူကြီးကျွန်တော်နားလောက်ပြအရာရှိကြီးဘာဖြစ်လို့ဒီကိုမှရောက်လာတာလဲလို့ပြီးတော့မဟုတ်ဘူးတဲ့ဒီနားမှာခွေးတကောင်ကလျင်ပွားနေတွေ့တယ်တဲ့အဲ့ဒီခွေးကလည်းကျွန်တော်လည်းလက်ကနေတော့အဲ့ဒီလျင်မစင်းကန်တွေ့တယ်အဲ့ဒီခွေးကတကယ်ခွေးလေခွေးလွင့်ဖြစ်တယ်ခွေးလေခွေးလွင့်တော့သူ့ရဲ့အဲ့ဒီခွေးရဲ့အပေါ်မှာလဲအနာရီအပြည့်နဲ့ယာနာရီအပြည့်နဲ့လူလိမ့်ပြီးတော့ကောက်ကွေးပြီးတော့နေတဲ့ခွေးဒီတိုင်းကြည့်မယ်ဆိုခွေးယူလို့တောင်ထင်ရတဲ့လုံးဝတန်ဖိုးမရှိရဲ့ခွေးလေခွေးလွင့်ဒါပေမဲ့အဲ့ဒီလျင်မူးကြီးလျင်ပေါ်ကနေအဲ့ဒီခွေးကိုရုပ်တရက်မြင်လိုက်တာနဲ့အယမ်းတနာတာနဲ့သူ့ကိုငါကယ်ဘူးလာတာတဲ့အဲ့လိုဗျာဒီလျင်မူးကြီးတဲ့အန်အောစရာဘာတန်ဖိုးမှမရှိတဲ့ဒီခွေးလေခွေးလွင့်မှတောင်ကယ်ဖို့လာတယ်လို့ပြောတယ်တကယ်မေတ္တာကျင်နာတရားနဲ့ပြီးတဲ့လျင်မူးကြီးပဲလို့စိတ်ထဲမှာကျွန်တော်အောက်မိနေတဲ့အချိန်မှာအဲ့ဒီခွေးကိုကျွန်တော်တို့နှစ်ယောက်ကသွားတွေးလိုက်တော့ခွေးကရာလုံးလို့နာလုံးလို့ကွိလိမ့်ပြီးတော့အော်ပြီးတော့နေတာအဲ့နဲ့အဲ့ဒီလျင်မူးကြီးကဘာဝတ်တယ်လဲဘာစီးထားလဲဆိုတော့တရီဖနတ်ကောင်းတကူအရှိကြီးစီးတာအဲ့ဒီခွေးနာမှာသွားတော့အဲ့ဒီခွေးကသူ့ကိုကြိုက်တော့မလို့ဟောင်းတယ်သူကအဲ့ဒီခွေးထဲမှာရှိတဲ့မကောင်းဆိုးဝါးတွေကိုအမိန့်ပြီးတော့မောင်းထုတ်နေတယ်ကျွန်တော်လည်းအခြားတော့ဘာသာစကားတွေပြောပြီးတော့အဲ့ဒီလျင်မူးကြီးနဲ့သူအခြားတော့ဘာသာစကားတွေနဲ့အဲ့ဒီခွေးထဲမှာရှိတဲ့မကောင်းဆိုးဝါးတွေကိုမောင်းထုတ်ပြီးတော့အော်နေကြတယ်ခွေးကကြိုက်ဘူးဆိုပြီးလျင်မူးကမကြောက်ဘူးလေသူကခွေးကြိုက်ရင်လည်းမပေါက်နိုင်တဲ့ဖနက်ကြီးဝတ်ထားတော့သူကလုံးဝမောင်းထုတ်နေတယ်အယံတနာတဲ့အစိတ်နဲ့သူ့ကိုကဲဖို့ငါလာတာဆိုပြီးတော့အဲ့မှာလည်းကျွန်တော်နိုးသွားတယ်အဲ့မှာကျွန်တော်ဘာချစ်ချင်းပြရတဲ့ကျွန်တော်ကိုသူ့ရဲ့မေတ္တာနဲ့ဖုံးလွှမ်းလာတာဖြစ်တယ်ကျွန်တော်တို့ဒီဘလောက်ပဲခွေးတေကောင်းလို့ခွေးလေခွင်းလို့တန်ဖိုးမရှိတဲ့အပြစ်သားတွေဝဲနာတွေနဲ့ပြည်တဲ့လူတွေ
မပြည့်စုံတဲ့လူတွေညစ်ပတ်နံစော်တဲ့လူတွေဖြစ်တယ်သူကကောင်းကင်ဝေယံကနေအဲ့ဒီခွေးလေးတစ်ကောင်ကိုတွေ့တာနဲ့စင်းဖြစ်အောင်စင်းလာပြီးတော့ဘာရည်ရွယ်ချက်နဲ့လဲတခြားမဟုတ်အဲ့ဒီခွေးကိုငါကယ်ဖို့ငါစင်းလာတယ်တဲ့အာမင်ဒီနေ့ချစ်စွာသောညီကိုမောင်မတို့ယေရှုခရစ်တော်တည်သောဘုရင်တကားတို့ရဲ့ဘုရင်အရှင်တကားတို့ရဲ့အရှင်အပြစ်လုံးဝမရှိတဲ့ဘုန်းကြီးသောတန်ရှင်သောဘုရားသခင်ဟာဘာဖြစ်လို့ဒီလောကကိုလာလဲဆိုခွေးလေခွေးလွန်းကဲတို့တန်ဖိုးမရှိတဲ့ကျွန်တော်တို့ကိုကယ်ဖို့လာတာဖြစ်တယ်တန်ဖိုးရှိစေဖို့လာတာဖြစ်တယ်ဒီနေ့ကျွန်တော်ပြောပြရစီဘယ်သူမှခင်ဗျားကိုတန်ဖိုးမထားပြီးမြဲယေရှုကိုခင်ဗျားကိုတန်ဖိုးထားတာဖြစ်တယ်ကိုတောင်တန်ဖိုးမထားပြီးမြဲယေရှုကိုခင်ဗျားကိုတန်ဖိုးထားတာဖြစ်တယ်ယေရှုကခင်ဗျားခွေးလေခွေးလွန်းပဲခွေးယူပဲပွဲတွေဝဲတွေနဲ့ပြီးတဲ့ယာနာနဲ့ပြီးတဲ့အနာနဲ့ပြီးတဲ့ခွေးပဲလို့ကျွန်တော်တို့ကိုအထင်မသေးပါဘူးအမြင့်ဆုံးကနေကျွန်တော်တို့ဆင်းလာရတော့ရှင်ဖြစ်တယ်ဟာလေလုယာဘာတွေ့လဲတခြားသူမျိုးသူနဲ့တန်းတူရှိသူဘောင်းတူဘိုးအတူဖြစ်အောင်ကျွန်တော်တို့ကိုချီးမြှင့်ဖို့လာတော့ယေရှုဖျားဖြစ်တယ်ကျွန်တော်တို့ကိုခွင့်လွှတ်ဖို့လာတော့ဖျားဖြစ်တယ်ကျွန်တော်တို့ရဲ့ပြစ်တွေကိုသူ့ရဲ့တကူနဲ့တောင်ဖို့သူ့ရဲ့အသွေးစစ်နဲ့အသက်သွေးနဲ့စေးကြောပြီးဖို့လာတာဖြစ်တယ်သူ့ရဲ့သွေးတော်ကိုလက်ဝါးကလေးမှာတွန်းပြီးကျွန်တော်တို့အပြစ်ရှိတဲ့ကိုတကူမှမကျန်တော့မိုးပွင့်လူဖြူစင်အောင်စင်ကြယ်စေဖို့စင်းလာပြီးတော့ကျွန်တော်တို့အတွက်အနစ်နာခံဖို့အသေးခံလာဖို့ကြွလာတော့ယေရှုဖျားဖြစ်တယ်ဒီနေ့တကူကျွန်တော်ပြောချင်တယ်ဒီနေ့ဘာဖြစ်လို့ကျွန်တော်ဒီမှာမတ်တရပြီးတော့စကားပြောတယ်ဒီစကားလေးကိုကျွန်တော်ပြောတယ်ချင်တာဖြစ်တယ်မိတ်ဆွေကိုယေရှုချစ်တယ်မိတ်ဆွေခံစားတဲ့ပူချစ်တာဖြစ်တယ်ငါချစ်တိုက်တယ်မချစ်တိုက်ဘူးဆိုခံစားတတ်တဲ့တောင်ပို့ပြီးတော့အကျဉ်းနာတရားအဖြစ်နဲ့ယေရှုကမိတ်ဆွေကိုချစ်တယ်မိတ်ဆွေရဲ့ဆင်းရဲဒုက္ခကနေကယ်ခြင်းတော်ယေရှုဖျားဖြစ်တယ်မိတ်ဆွေရဲ့ပြဿနာအားလုံးကနေကယ်ခြင်းတော်ဖျားဖြစ်တယ်မိတ်ဆွေရဲ့အရှုပ်အထွေးတွေကနေကယ်ခြင်းတော်ဖျားဖြစ်တယ်မိတ်ဆွေရဲ့အနာရောဂါကနေပေးပြောက်ခြင်းတော်ဖျားဖြစ်တယ်မိတ်ဆွေရဲ့ဆင်းရဲခြင်းကနေကယ်ခြင်းတော်ဖျားဖြစ်တယ်မိတ်ဆွေရဲ့ဖြည့်ရှင်းမရတဲ့အရှုပ်အထွေးတွေကိုသူကဂိုင်းတွဲဖြည့်ရှင်းပြီးဖို့ယေရှုဤလောကကိုကြွလာတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီယေရှုရဲ့မေတ္တာကိုအတိတ်တဖန်လန်းလန်းဆန်းဆန်းဖိတ်ခေါ်ကြိုးဆိုဝေးရကျွန်တော်ဒီနေ့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဒါနဲ့ဂျေရခေါမြို့ကိုယေရှုခရစ်တော်ဘုရားရောက်လာတဲ့အခါအဲ့မှာဂျန်တပ်ပုဂ္ဂိုလ်ကြီးရှိတယ်ဖာယေရှဲရီသူတို့ရဲ့အကျင့်တရားအရငါဖြောင့်မတ်ပါတယ်ငါပြစ်မရှိပါဘူးလို့ငါလုံနိုင်တယ်လို့ခံစားတဲ့လူတွေအများကြီးကောင်းဆောင်တွေရှိတယ်ဒါပေမဲ့အဲ့ဒီလူတွေကတော့ဒီလောက်ကြီးမားတဲ့ဧည့်သည်တော်ကြီးယေရှုသူတို့အိမ်မှာများလာတဲချင်မလားဆိုတော့အားလုံးကမျော်လင့်နေပြီယေရှုမတဲဘူးယေရခေါမြို့မှာလူတကာကမုန်တီးယွန်ရှာတဲ့အပြစ်ကြီးဆုံးလို့ခံယူတဲ့အခွန်မိုးဖြစ်တဲ့ဇက်ခဲအိမ်ကိုမှသူကရွေးပြီးတော့တဲလိုက်တယ်။အဲကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှာတကားကကိုဖြောင်းမှတ်တယ်ကိုပြည့်စုံတယ်သူ့ကိုငါတဲ့လူဟိုလူတဲ့ငါကောင်းတယ်ပူကျင့်နိုင်တယ်ပူတစ္ဆာချက်ပူစီကံချက်အမြဲတမ်းခံယူနေတော့တက်တာမှာယေရှုကမလာဘူးယေရှုကပျောက်တော့သူတွေတက်ပဲလာတာဖြစ်တယ်အပြစ်ရှိတော့သူတက်လာတာဖြစ်တယ်အာမင်အားနေတော့သူတက်လာတာဖြစ်တယ်မပြည့်စုံတော့သူတက်လာတာဖြစ်တယ်ဟာလေလုယာကိုကျင့်နိုင်တယ်ကိုလုံနိုင်တယ်ကိုသူများတတာတယ်လို့ခံယူပြီးတော့မတိမတာလူရှိမှမပြောပြီးမဲ့စိတ်ထဲမှာမောက်မာနေတဲ့နှလုံးသားကိုမြင်တော့ဘုရားခင်ဖြစ်တယ်။ဒါကြောင့်အဲ့ဒီဖိုင်ရှဲရဲ့အိမ်ဘာသာရေးကောင်းဆောင်ဒီအိမ်မှာယေရှုမရွေးဘူး။လူတကာကယွန်ရှီယာမုန်းတီးတယ်။ဒါပေမဲ့အဲ့ဒီဇက်ခဲအရာရှိကအယံကြီးတထေးဖြစ်ပါတယ်။အယံကြီးကျွယ်ဝသူဖြစ်ပါတယ်။အယံကြီးပုံကြီးသူလည်းဖြစ်ပါတယ်။ဒါပေမဲ့လောကမြင်တဲ့ဒါပေမဲ့ဝိညာဉ်ရေးနဲ့တော့တော်အပြစ်ကြီးတဲ့သူဖြစ်တယ်။လူဒီယွန်ရှာတဲ့နှာခေါင်းရှုပ်ရတဲ့လူဖြစ်ခဲ့ပြီမဲ့ယေရှုကသူ့အိမ်ကိုမှဘာဖြစ်လို့ရွေးတယ်လဲအချားကြောင့်မို့အဲ့ဒီဇက်ခဲကအယတ်ပုတော်သူဖြစ်ပြီမဲ့ယေရှုကိုအယံတွေ့ချင်တယ်သူ့အယတ်နဲ့ယေရှုကိုမတွေ့နိုင်တဲ့အခါမှာသူ့ရဲ့အိမ်တွေလည်းမဆောင်ဘူးသူ့ရဲ့ဂုဏ်သိက္ခာလည်းမဆောင်ရှေ့ကိုအပြေးသွားပြီးတော့သင်္ဘောတပန်းပဲမှာတက်နှင့်ပြီးတော့
ယေရှုဘုရားကြွလာမယ်လမ်းကနေယေရှုဘုရားကိုမတွေ့တွေ့ရအောင်သူကစောင့်တယ်အဲ့ဒီသူ့ရဲ့ယေရှုကိုတွေ့ချင်တဲ့ဆန္ဒယေရှုကိုစာငတ်တဲ့နှလုံးသားကိုယေရှုကတည်တာဖြစ်တယ်ဟာလေလုယာဒီနေ့မိတ်ဆွေအယံချုတဲ့နေတယ်တို့မို့အယံအပြစ်ကြီးတယ်လို့ကိုခံစားတယ်အယံမပြည့်စုံဘူးလို့ခံစားနေတယ်အယံဖះကောင်းကြီးတောင်မှငါမရထိုက်ဘူးလို့ခံစားကောင်းခံစားလိုက်မယ်ဒါပေမဲ့ဒီနေ့မိတ်ဆွေရဲ့မပြည့်စုံခြင်းအလုံးကိုခွန့်လွတ်ပြီးတော့ကောင်းကြီးကိုဘေးပိုင်တော့ယေရှုကိုမိတ်ဆွေစာငတ်တယ်ဆိုရင်မိတ်ဆွေရဲ့နှလုံးသားထဲမှာယေရှုလာရောက်မှာဖြစ်ပါတယ်ယေရှုလာတဲခုချင်တာဖြစ်ပါတယ်အာမင်အကြောင်းမို့အဲ့ဒီလိုစာငတ်ကြီးစွာနဲ့ဇက်ခေတင်မောတပန်းပေကနေစောင့်နေတဲ့အခါမှာယေရှုကသူ့ဘေးမှာပတ်လေတွားနေတဲ့တက်ခါရောရဆရာကြီးတွေဖာယေရှဲတွေဒေါက်တာတွေကျန်ပတ်ပုဂ္ဂိုလ်ဆိုတယ်မမြင်တော့ဘူးသူမြင်တာဘု து နှလုံးသားကငါ့ကိုစာငတ်နေတယ်လေဘု து နှလုံးသားကငါ့ကိုလူချင်တယ်လေသူရဲ့ဂုံတိတ်ခါတော့မဆောင်တင်မောတပန်းပင်ပေါ်မှာကလေးလေးကဲတော့အယမ်းမြင်ခြင်းနဲ့စိတ်နဲ့စောင့်ကြည့်တဲ့ဇက်ခဲကိုမြင်တဲ့အခါမှာအောက်ကန်ကြည့်ဇက်ခဲတွေ့ဘူးတာမဟုတ်ဘူးဒါပေမဲ့ယေရှုချစ်ချင်းနာမည်နဲ့ခေါ်နိုင်တယ်ဇက်ခဲစင်ကဲနေမငါတဲ့မယ်ဟာလေလုယာလက်ကုပ်တီးလို့ယေရှုကိုချီးမွမ်းပါဒီနေ့မိတ်ဆွေရဲ့နာမည်ကိုယေရှုအတည်တာဖြစ်တယ်မိတ်ဆွေရဲ့စာငတ်မှုကိုယေရှုအတည်တာဖြစ်တယ်မိတ်ဆွေရဲ့တောင့်တသောနှလုံးသားကိုယေရှုအတည်တာဖြစ်တယ်မိတ်ဆွေဒိတ်အခက်ခဲတွေဒုက္ခတွေအမျိုးမျိုးနဲ့ရောက်လာတယ်ဆိုရင်ဒါကောင်းပါတယ်အကုန်လုံးကိုဖြေရှင်းနိုင်တဲ့ယေရှုရှိတာဖြစ်တယ်အဲ့ဒီစာငတ်မှုနဲ့မိတ်ဆွေကိုကယ်မဲ့သူမရှိတော့ဘူးမိတ်ဆွေကိုကုသပေးနိုင်မဲ့ဆရာဝန်လည်းမရှိတော့ဘူးဒုတ်တော်ယေရှုကကုသပေးနိုင်တာဖြစ်ပါတယ်မိတ်ဆွေရဲ့အကျွေးကိုစတ်ကူမဲ့လူလည်းမရှိတော့ဘူးမိတ်ဆွေမကြခင်နာမည်ပြတ်တော့မယ်ကိစ္စမရှိဘူးယေရှုရှိတယ်အာမင်မိတ်ဆွေရဲ့အလုံးအထွေးကိုမိတ်ဆွေရဲ့နာမည်ပြတ်ခြင်းတွေမိတ်ဆွေရဲ့စိတ်ဆင်းရဲမှုတွေခဲပြီးတော့သူ့ရဲ့ပြောလို့မကုန်နိုင်တဲ့ငြိမ်သက်ခြင်းကိုပေးပိုင်တော့ယေရှုမိတ်ဆွေစီမှာရောက်လာဖို့အခုလာနေပြီဇေရခေါမြို့ကိုလာတယ်လို့ယေရှုကျွန်တော်တို့ရှိမှလာနေပြီနှလုံးသားတိုင်းကိုခောက်နေပြီနှလုံးသားအစစ်တဲ့ကိုတော့ကျွန်တော်ကိုတော့ကိုစာငတ်သူဖြစ်တယ်ကျွန်မကိုတော့ကိုစာငတ်သူဖြစ်တယ်လို့ဖိတ်ခေါ်တော့နှလုံးသားတိုင်းမှာဂုံယူစွာတဲခိုလို့တော့မေတ္တာတော်ရှင်ရှင်နာတရားပြည့်စုံတဲ့ယေရှုဖခင်ဖြစ်ပါတယ်ယေရှုဇက်ခဲအိမ်မှာတဲတဲ့ခါမှာယေရှုရောက်လာပြီဆိုရင်ညီကိုတို့စိတ်ကူးစိတ်တတ်နဲ့အကျင့်စာရိတ္တရဲ့နေတဘောဟာဂျိုးစားနဲ့ချင်းနဲ့မပြောင်းလဲပါဘူးဒါပေမဲ့ယေရှုရောက်လာရင်ပြောင်းလဲတာဖြစ်တယ်အဲ့ဒါယေရှုကဇက်ခဲအိမ်မှာရောက်လာတာနဲ့အလိုလိုဇက်ခဲကထပြီးတော့ယေရှုကတခွန်းမှဘာလို့ပြောရမှာဘူးဇက်ခဲကဘာတည်ကိုတော့ကျွန်တော်ရဲ့ဥစ္စာတဝက်ကိုရောင်းပြီးတော့မရှိစင်းရဲသားတွေကိုပေးမယ်သူမြောက်စွာမတရားသဖြင့်ကျွန်တော်တစ်ချက်ယူခဲ့ရင်၄ချက်ပြန်ပေးမယ်၄ဆပြန်ပေးမယ်တွားနဲ့သူရဲ့စိတ်နိုင်မှုနဲ့ပြောလာတာဖြစ်တယ်ချစ်တော်ကြီးကိုမတို့အသက်တာဆိုတာကိုယ်ချင်းကြံအားထုတ်ပြီးတော့တဖြည်းဖြည်းပြောင်းလဲတာမျိုးမဟုတ်ပါဘူးယေရှုကနှလုံးသားမှာနေရာယူရတဲ့အခါမှာအာမင်အာမင်ပေးပါဆိုလို့ပေးတာမျိုးမဟုတ်ဘဲနဲ့အလူလူပေးခြင်းတဲ့စိတ်ရှိလာမယ်အလူလူကူညီခြင်းတဲ့စိတ်ကြီးရလာအကျင့်နာတရားတွေပွားများလာမယ်အာမင်စိတ်ကောင်းစေတနာကောင်းတွေမွေးလာမယ်ပေးကမ်းခြင်းတဲ့စိတ်တွေသူများအတွက်အနစ်နာခံပေးလို့တဲ့စိတ်တွေခြင်းနာစွာနဲ့ယူရခြင်းတဲ့စိတ်တွေပေါ်လာမှာဖြစ်ပါတယ်တနာတတ်တဲ့စိတ်တွေကူညီခြင်းတဲ့စိတ်တွေကဲခြင်းတဲ့စိတ်တွေမဆခြင်းတဲ့စိတ်တွေအလိုလိုပေါ်လာမှာပဲယေရှုရောက်လာတဲ့အခါမှာအဲ့ဒီနှလုံးသားကအလွန်ပျော့ပြောင်းနူးညံ့သိမ်မွေ့သောစိတ်ထားဖြစ်လာတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒါပြောတဲ့အခါမှာယေရှုဇက်ခဲကိုပြောတယ်လူသားဒီပျောက်တော်သူတို့ကို
ကဲတင်အန်တော့ငါကြွလာတယ်ဟာလေလုယာလူသားဒီပျောက်တော့သူတွေကိုရှာဖို့လာတယ်ဟာလေလုယာဒါကြောင့်ဒီနေ့ယေရှုကြွလာတာလူကောင်းတွေကိုခေါ်ဖို့လာတာမဟုတ်ငါကိုငါသူများတဲ့ကောင်းတယ်လို့ခံယူနေတဲ့လူတွေလာတာမဟုတ်ငါဒီခွေးလေခွေးလွန်ကဲတော့အညက်တရလူရန်စားပါလားငါကဲတင်မှုလွတ်တော့သူပါလားငါဒီကိုရောအတမကဲရင်ငါနဲ့ကဲငါမကဲနိုင်တော့သူပါလားဒုက္ခထဲမှာနေပါလားပြဿနာကဝိုင်းရတာအပြစ်တရားကြောင့်ငါရဲ့စိတ်နေတဘောထားတွေညစ်ညမ်းနေပါလားတို့တော့စိတ်နေတဘောထားအသက်ကိုပေးနိုင်တော့ယေရှုရှင်ကသွားမယ်ဟာလေလုယာအာမင်အဲ့လိုယေရှုကိုအကူညီလာတွားတောင်းမယ်ဆိုရင်ကိုတော်ကကူညီဖို့အစဉ်သင့်ရှိတာဖြစ်ပါတယ်အကျဉ်းနာတရားနဲ့ပြည်တော်ယေရှုဖခင်ဖြစ်ပါတယ်အကြောင်းမို့ခုနတိမောသေထဲမှာယေရှုခရစ်တော်ဒီအပြစ်ရှိသောသူတို့ကိုကယ်တင်အံ့သောငါဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည်တစ္ဆာစကားဖြစ်တယ်အကျွင်းမဲ့ခံရအပ်သောစကားလည်းဖြစ်တယ်အပြစ်ရှိသောသူတို့ဒီငါသည်အကြီးဆုံးဖြစ်တယ်ဒီနေ့ဒါတော့မိတ်ဆွေတွေတရားနာတော်ပရိသတ်တယောက်စီတိုင်းခရစ်တော်မိတ်ဆွေကိုချစ်တယ်ခရစ်တော်ကမိတ်ဆွေနားမလဲပြီမဲ့မိတ်ဆွေရဲ့အရာရာတိုင်းကိုစိတ်ဝင်စားတာဖြစ်တယ်မိတ်ဆွေကိုကူညီချင်တာဖြစ်တယ်ကုသပေးချင်တာဖြစ်တယ်မိတ်ဆွေရဲ့နှလုံးသားတန်ရာတန်ချစ်တီကုသပေးချင်တော်ယေရှုဖခင်ဖြစ်တယ်မိတ်ဆွေကိုအကျဉ်းနာတရားနဲ့စောင့်ထိန်ပြီးတော့မိတ်ဆွေကိုကယ်ဖို့ခုနလီယမူကြီးကဘာမပြောစောက်တဲ့ခွေးလင်းတကောင်ကိုသူ့လီယဘွားနေတွေးလိုက်တာနဲ့အဲ့ဒီခွေးတကောင်ကိုကယ်ဖို့ဆင်းရဲခဲ့တယ်ဆင်းသက်လာရဲခဲ့တယ်ဒီကနေ့ဘာဖြစ်လို့ယေရှုဒီလောကကိုလာတယ်လဲခင်များပျောက်နေမှသူတွေးလို့လာခဲ့တာဖြစ်တယ်ခင်များဒုက္ခရောက်နေတာတွေးလို့သူလာခဲ့ဖို့လာတာဖြစ်တယ်ခင်များယောဂနဲ့ဖိစီးခံနေရတာသူတွေးလို့ကယ်ဖို့လာတာဖြစ်တယ်ခင်များစိတ်ဒုက္ခရောက်နေတာသူသိနေတယ်အဲကယ်ဖို့လာတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောချင်ပါတယ်ဘယ်သူမဆိုဒီကနေ့ခရစ်တော်ရဲ့မေတ္တာကိုလန်းဆန်းခံယူတော်သူတွေဖြစ်ပါစေခရစ်တော်စီအရောက်လှမ်းလာဖို့ဖိတ်ခေါ်ချင်ပါတယ်အာမင်ခရစ်တော်စီမှာငြိမ်သက်ခြင်းအသစ်လာယူပါခရစ်တော်စီမှာလုံခြုံမှုအသစ်လာယူပါခရစ်တော်မှာခင်ဗျားရဲ့ပြဿနာကိုကင်တွယ်ဖြေရှင်းဖို့အခွင့်တောင်းပါအားကိုးပါကိုတော်ကကင်တွယ်ပေးပါလိမ့်မယ်အာမင်ဆိုတော့ပြောချင်ပါတယ်ယေရှုကဝေးမနေပါဘူးခင်ဗျားနားမှာလာနေပြီယေရခေါမြို့ကိုလာပြီးတော့သူ့မြို့ကိုလာတဲ့အခါမှာဇက်ခဲကဝမ်းပန်းတတာခရစ်တော်ကိုဖိုးတွေ့ခြင်းပြီးတော့တင်ဘောတပန်းပင်ပေါ်ကနေစောင့်ကြိုနေတကယ်တော့မိတ်ဆွေအနေနဲ့လည်းယေရှုကိုဒီနေ့လက်ကမ်းကြိုဆိုမယ်ဆိုရင်ယေရှုကခင်ဗျားကိုလွန်မတော်ပါဘူးခင်ဗျားကိုပြဿနာထဲမှာမထားခဲ့ပါဘူးခင်ဗျားကိုဒီဒုက္ခတွေကနေမထားခဲ့ပါဘူးဒီဂျိုင်ဝိုင်းထဲမှာခင်ဗျားကိုမထားခဲ့ပါဘူးဒီအနာရောဂါအနေကယ်မှာဖြစ်ပါတယ်ဒီပြဿနာအနေကယ်မှာဖြစ်တယ်ဒီဒုက္ခမျိုးစုံအနေကယ်မှာဖြစ်ပါတယ်အဲကြောင့်ဒီနေ့ဘုရားသခင်စီမလာရအောင်ကိုရောသားသမီးတွေထဲမှာမောက်မာမှုများရှိခဲ့ရင်စစ်ဆေးပေးပါသူများတဲ့ငါပူကောင်းတယ်ဆိုတော့နှိုင်းရှင်ပြီးတော့မတိမတာများမာနကြီးနေတယ်ဆိုရင်ကယ်မပါနှိမ်ချသောနှလုံးသားပေးပါမပြီးဆုံးကျွန်တော်ကိုကျမကိုကယ်ပါလို့အော်တန်ဒီကိုရောစီမလွန့်ကြရအောင်ကိုရောကယ်မှာဖြစ်ပါတယ်ကိုရောရဲ့အချင်းနာတရားတွေလန်းဆန်းအသက်တပံရောက်လာမှာဖြစ်ပါတယ်ကိုရောခွတ်လွတ်ခြင်းတွေရောက်လာမှာဖြစ်ပါတယ်ကိုရောရဲ့ငြိမ်သက်ခြင်းတွေနေရာယူမှာဖြစ်တယ်ကျမ်းမာခြင်းတွေနေရာယူမှာဖြစ်တယ်အလုံးကနအလုံးမတရားကြရအောင်